အားလုံးပဲမင်္ဂလာပါ Top Topic Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခါတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကမ္ဘာပေါ်ရှိအပင်ပေါင်း3,800,000ရှိသည့်အနက်အသားစားအပင်ဖြစ်တဲ့ Venus Flytrap အပင်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Venus ပန်းဟာအသားစားအပင်တစ်မျိုးဖြစ်ပြီးຫນွေဦးမှာပွင့်တဲ့ပန်းတွေကတစ်မျိုးဖြစ်ပါတယ်။အသားစားပင်တွေဟာ Flytrap မှာပိတ်မိမနေစေရန်ရှည်လျားတဲ့ရိုးရံတွေပေါ်မှာအပွင့်ပွင့်ပြီးဝန်းမုံကူးကြပါတယ်။ဝန်းမုံကူးပြီးတဲ့ပန်းတွေဟာအချင်း1 မီလီမီတာသာရှိတောက်ပြောင်းပြီးအနက်ရောင်ရှိတဲ့အစေတွေကိုထုတ်ပေးပါတယ်။ထောင်ချောက်ပင်ခက်ကွာပေါက်ရောက်နေတဲ့အာယုံခံနိုင်စွမ်းရှိပြီးသူ့ကိုထိတွေ့မိတဲ့အခါချုပ်ထားတဲ့အရွက်တွေပါပဲ။ထောင်ချောက်တစ်ခုစီဟာမသေးမီအင်းဆက်5ကောင်မှ9ကောင်ခန့်အထိဖမ်းဆီးနိုင်စွမ်းရှိပါတယ်။အသားစားပင်တွေမှာတော့ထောင်ချောက်အသစ်တွေဆက်လက်ပေါက်နေပါတယ်။ Venus Flytrap အသားစားပင်တွေဟာထူးခြားဆန်းပြားလှပြီးမြောက်နဲ့တောင်ကယ်ရိုလိုင်းနားရှိအချို့သောဘွက်ထနေတဲ့နေရာတွေမှာသာသဘာဝအတိုင်းပေါက်နေတဲ့အသားစားပင်တွေဖြစ်ပါတယ်။ထိုအသားစားပင်ရဲ့ထောင်ချောက်တွေမှာပိတ်သွားပါတယ်။ Venus အသားစားပင်တွေဟာအစာချေတွေကိုအသက်မသွင်းမီအင်းဆက်ပိုးမွှားကိုအာယုံခံနိုင်ပြီးနေမစွမ်းရည်တွေကိုရရှိပါတယ်။ဒါဆိုရင်အင်းဆက်ပိုးမွှားတွေကိုဘာကြောင့်ထောင်ဖမ်းပြီးစားသုံးကြတာလဲဆိုတာမေးခွန်းထုတ်เสียရှိပါတယ်။ဟုတ်ပါတယ်။အပင်အများစုဟာမြေဆီလွှာမှတဆင့်နိုက်ထရိုဂျင်ဆာလဘာ ဖော့စဖရက်မက်ဂနီဆီယမ်ကယ်ဆီယမ်နှင့်ပိုတက်ဆီယမ်စတဲ့အာဟာရတွေကိုရယူစားသုံးကြပါတယ်။အပင်အများစုဟာဆိုစွတ်ပြီးအက်ဆစ်တက်ရှိတဲ့မြေမှာအာဟာရလုံလောက်စွာမရရှိတဲ့အတွက်ကြောင့်မရှင်သန်နိုင်ကြပါဘူး။ Venus အသားစားပင်တွေဟာသူတို့လိုအပ်တဲ့အာဟာရအချို့ကိုမြေကြီးနဲ့နေရောင်ခြည်မှမရရှိနိုင်ပဲအင်းဆက်တွေနဲ့အခြားတောရိုင်းတိရစ္ဆာန်ငယ်တွေထံမှလိုအပ်တဲ့အာဟာရအများစုကိုရယူပြီးအခြားပင်တွေမရှင်သန်နိုင်တဲ့မြေမှာနေထိုင်ကပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေစွာရှင်သန်ကြပါတယ်။ဒါကြောင့် Venus အသားစားအပင်တွေဟာအင်းဆက်တွေကိုစားသုံးကြခြင်းဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့ Venus အသားစားပင်တွေကိုဖန်လုံအိမ်တွေမှာစိုက်ပျိုးကြပြီးထိုပင်တွေဟာလူကြိုက်များတဲ့အိုးကပ်အပင်တွေဖြစ်ကြပါတယ်။အပင်အသစ်တွေဟာအစိတွေမှာပေါက်ကြပေမဲ့လည်းအချို့အပင်တွေဟာပင်မအပင်ရဲ့ကိုယ်ပွားတွေအဖြစ်အလျားလိုက်မြေအောက်ပင်စီတွေကိုထုတ်ပေးကြပါတယ်။ Venus အသားစားပင်တွေကြီးထွားလာတဲ့ရာသီမှာလစဉ်လာတိုင်းပိုးကောင်နဲ့ဒါမှမဟုတ်ပတ်ကြီး2ကောင်သာလိုအပ်ပါတယ်။ Venus တွေမှာဆောင်းရာသီမှာမြုံနေတတ်ပြီးနှွေဦးရောက်တဲ့အခါမှာတော့ကြီးထွားမှုအသစ်တွေစတင်ပါတော့တယ်။စိုက်ပျိုးထားတဲ့မျိုးစိတ်တွေဟာတူညီနိုင်ပေမဲ့အရွယ်အစားနဲ့အယောင်တွေရဲ့လက္ခဏာမှာတော့ကွဲပြားနေတတ်ကြပါတယ်။ Marine Monster Jaws, Werewolf နှင့် Giant Clam ကဲ့သို့သောရောင်စုံအမည်များဖြင့်စိုက်ပျိုးသူများသည်ဒါဇင်ပေါင်းများစွာသောမျိုးစိတ်များကိုတီထွင်ခဲ့ကြပါတယ်။ Venus အသားစားပင်တွေဟာချိန်ချောက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ Venus ပေါက်ရောက်ရာနေရာဒေသအများပြားကိုမြို့ပြဖွင့်ရေးစီမံကိန်းကြောင့်ဖျက်ဆီးခံခဲ့ရပါတယ်။ဒုက္ခဗေဒပညာရှင်တွေရဲ့တူးဖော်ရောင်းချခြင်းကိုလည်းခံခဲ့ရပါတယ်။ဒါကြောင့်မို့ Venus အသားစားဟုတ်ကဲ့ပါအခုလိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအတွက်ဗဟုသုတတစုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။